给，现在吃酸了，咱们会有来哦。阿伯你家的不是在这哦，这个你马片没事背进来，土矮的要洗吧的怎么样？啊，你土矮的要也了，先比呢，白马你来那么丢边。啊，你先等人拿起面来下一样的，比如吃酸大了，过年的呢，都来面来哩，得管老表子嘛的，哎，对，就那配烤表子，先面来下一就吧，怎么样？先呢，马上没走没嘿，给，先包家。我想，我想是那个现代人那样没事的吧？阿龙们没个喇叭的，好把的拉怎么样？潘肯，哎呀嘞，潘肯是吧？好的。我想，对了吧？都这个我想是那个，那这个那么对了吧？怎么样？ကျွန်တော်ဗမာလိုပဲပြောတော့မယ် ဟုတ်ကဲ့ ကျွန်တော်လိုချမ်းသာတာစကားတက်တဲ့ပုဂ္ဂိုလ်များအောက်မှာဖာကောင်းပါပါလိမ့်မယ် 3-4 ယောက်လောက်ပါပါတယ်တဲ့အခုလှုပ်ရှားနေတော့ပါကောင်းပါပါလိမ့်မယ် ပါကောင်းပါပါလိမ့်မယ်ကျွန်းတော်တို့ ကျွန်တော်တော့မရှိတော့ဘူးကြံငင်းနေဖြစ်ကုန်ပြီတဲ့ ခုတ်ရောင်လို့ကျွန်းတော်တို့ ကျွန်တော်တို့ ချမ်းပြည်နယ် ကဲချမ်းလည်းစောင်းသားခြုံထားလိုက်တော့ ချမ်းပြည်နယ် ရှမ်းပြည်နယ် တောင် ဟာကျွန်တော်အဲ့လိုဖြစ်နေတယ် တိုတိုလေး တိုတိုလေးနဲ့တောင်မြတ်ပါပြီတိုတိုလေးနဲ့တောင်တိုတဲ့တောင်တောင်မှာနေတဲ့ရှမ်း ချမ်းပြည်နယ်တောင်ပိုင်းမှာဆိုရင်ရောစောဘကရှမ်းလူမျိုးတွေနဲ့ ဟုတ်ကဲ့ ပေါင်းဖက်ပြီးတော့ ဟုတ်ကဲ့ သွေးချင်းနီနဲ့ ရှမ်းကြီးကဘာမှလို့သိမပြောတတ်ဘူးနော် သိမပြောတတ်ဘူးဗျရှမ်းမဲချိတ်ဆိုတာကျွန်တော်ပါ ရှမ်းကချိတ်ပေါ့ ကျွန်တော်မျက်လက်ပညာကိုနှစ်ပေါင်းများစွာလေ့လာခဲ့ပါတယ် ဟုတ်ကဲ့ပါ အလုံးကြားဘူးမှာပေါ့ပန္နဝဆိုတာကျွန်တော်အဖိုးပါ အော်လား ပန္နဝရဲ့မြီး ခမရက ပန္နပိန် AIDS ပြလို့ပန်နဝရတဲ့ပဲပန်နပိန်လို့ရှိ ဝါရှာ ဟာ အဲ့တော့ကျွန်တော်မျက်လက်ပညာပရိသတ်ကြီးကိုချစ်စွမ်းတာအဖွက်နဲ့တွဲပြီးတော့နည်းနည်းလောက်ပြ ဟုတ်ကဲ့ခင်ဗျာ ကျွန်တော်ဘလောက်အထိကျွမ်းကျင်လဲဆိုတာအားလုံးမြင်ရမှာပါ ဟုတ်ကဲ့ပါခင်ဗျာ အားလုံးသေချာကြည့်ပါကျွန်တော်ညာဘက်လက်ထဲမှာဘာရှိလဲ ဘာမှမရှိပါဘူးဗျာ ဘာရှိပါတယ်လဲ ဘာမရှိဘူး သေချာကြည့်ပါမျက်လက်ဆိုတာလှည့်စားခြင်းအတတ်ပညာပါ ဟုတ်ကဲ့ပါ လိန်ညာခြင်းမဟုတ်ပါဘူးကျွန်တော်လက်ထဲမှာဘာရှိလဲ ဘာမှမရှိပါဘူး ဘာမှမရှိတော့ဟောဒီမှာကြည့်ကျွန်တော်တစ်ချောင်းချင်းစုပ်လိုက်ပြီ ဟဲပရိသတ်တွေမြဲလက်ဆရာကြီးကိုဒိန်းအောင်တစ်ချောင်းချင်းစုပ်နေပြီအားလုံးတန်းစီထားပါ အရင်လောက်တဲ့လူကိုဦးစားပေးမယ်ဟုတ် ကျွန်တော်ရင်ဆုံးရောက်တာနော်တစ်ချောင်းချင်းစုပ်နေ သေချာကြည့်ပါဗျာ မြဲလက်ဆရာကြီးကြည့်ရခဲ့တယ် ကျွန်တော်လက်ထဲမှာဘာ နောက် ရှိ ဆုံးနေနဲ့ကြည့် ငါဘယ်တော့သေသေးရမှာလဲလမဘေး ဘာမှမရှိပါဘူး ဘာမှမရှိပါဘူး ဟုတ်ကဲ့ သေချာကြည့်ပါမျက်တောင်မခတ်ပါနဲ့ဘာမှမရှိတော့ဘာမှမရှိတော့သေချာကြည့်ဟေးဘာမှမရှိတော့အဲ့ဒီလိုဖွင့်လိုက်ပါဗလာပါပဲ ဟဲအော်ပါ ဘာမှမရှိတာကိုဘာမှမလုပ်ရင်ဗလာပဲအဲ့တော့လုပ်ရမယ်ဘယ်လိုလုပ်မလဲ ဘယ်လိုလုပ်မလဲ ပလက်လန်လိုက် ဗျာ လူတယောက်ကိုပလက်လန်လိုက် လက်လာလိုက် ရင်ဝါကနေဓာတ်နဲ့ခွဲ ဟာ အသေးတွေဦးတွေထုတ်ပလိုက်မယ်ချွေးချက်တစ်ခုတော့ရှိတယ် ဟုတ်ကဲ့ ကျွန်တော်အသက်ရှင်အောင်ပြန်မလုပ်တတ်ဘူး အဲ့ဒါဆိုရင်ငါ့ကိုစမ်းမလေးမရိုင်းလိုက်လား မပူပါနဲ့အခုတခါကတော့ကျောင်းသားကျောင်းသူတွေအတွက်ပြမယ်ပြခွက်ပါ ဟုတ်ကဲ့ ကျောင်းသားကျောင်းသူတွေအမြဲတမ်းမှတ်ထားရမှာပါ ကျောင်းသားကျောင်းသူတွေဖဲတာတဲ့ ဟုတ်ပါတယ်တက္ကသိုလ်ကျောင်းမှာအပျော်တန်းဆိုပြီးရိုက်ကြတာမနှဲပါဘူးအားလုံးကြည့်ပါဖဲတော့ကပါကင်လေးပါကျွန်တော်ဝယ်ထားတာ4နှစ်ရှိပြီ6ပွဲဆော့ပြီးပြီ ဟာပါကလေး အားလုံးဒီပညာလေးကိုပေးခဲ့မှာပါ ဟုတ်ကဲ့ပါ မော်ပညာလေးဖြစ်ပါတယ်ဥပမာအခုနဘဲနဲ့ပတ်သက်ပြီးတော့မော်အတတ်ပညာလေးတစ်ခုကိုကျွန်တော်ပြမယ်1 2 3 4 5 6 7 8 9ဘလောက်ထိများတဲ့ဖဲတွေဖြစ်ပါစေကိုတစ်ချက်မှုတ်လိုက်တာနဲ့ကိုလိုချင်တာဖြစ်တယ် ဒီမျက်လက်ဆရာတောက်လျှောက်မှုတ်တယ်နော် ဟုတ်တယ်ဗျပါဇက်အားလို့လာပြီးသေချာကြည့်ပါဟိုက်အပေါ်ပဲတယောက်ကဟေးအားလုံးလက်ခုပ်တီးပြီးအားပေးလို့ရပါလေလက်ခုပ်တီးတဲ့လူတွေကျမ်းမာပါစေလာပြီးဒီမှာသေချာကြည့်ပါကိုင်မုံကိုင်နီးဟိုက်ကိုင်လိုက်ဟေးဒီပညာကိုတတ်ဖို့ဖဲမော်အောင်ဖို့လိုပါဖဲမော်ဘလို့အောင်လဲညောင်ပင်ကြီးအောက်ကိုသွားပါတတ္တနဝဇာတိတ49ရက်တိတိအဋိဋ္ဌံဝင်ရ
မီးလို့စားကြတယ်အသက်လို့စားကြတယ်တက်လို့မီးလို့စားပြီးတဲ့အခါ46ရက်ပြည့်တဲ့အချိန်ဒီပညာကိုဖဲမော်အဖြစ်အောင်မြင်လာပါတယ်ကျွန်တော်ရဲ့သမာဓိအားတွေကောင်းတဲ့အတွက်ဒီပညာကိုကျွန်တော်ပြောတာကြီးစရာမပါဘူးကျွန်တော်ပြောတဲ့တည်းမှာကြီးစရာမပါဘူးဗျကျွန်တော်ဒီကမ္မဋ္ဌာန်းအောင်လာတဲ့မပါငါဘာတွဲလောက်လေးတွေဖြစ်အောင်ဘယ်လိုလုပ်ရလဲဆရာ ပေါ်နဲ့ကတ်ကတော့ဗောမနှောင်းနဲ့ 3 နှစ် 3 ဖို့တင်ထားတယ် မင်းကသူများကိုနောက်တော့မင်းတော့ပြတတ် ပြတတ်တာပေါ့ ပြတတ်ရင် လူရှင်တော်ဆိုတာအတက်ပေါင်းစုံတက် တော့ပြ ဟာအတက်ပေါင်းစုံတက်တယ်အပြောပေါင်းစုံလည်းတက် ဟုတ်ကဲ့ မျက်လက်ပညာဆိုတာတကယ်တော့အမတန်ခက်ခဲနေနေလားအဲ့လိုမျက်လက်ပညာကိုပြဖို့ဆိုရင်ဟေးတပည့်ဆရာမော်ဒယ်လေးယူခဲ့တာဟုတ်ကဲ့လာပါဆရာ တယောက်တည်းလို့ပဲ ဒီတယောက်တည်းပြောသွားတဲ့အတိုင်းပဲ ရှမ်းလို့ဆဲလိုက်မဲ့ခွေးမသား ဒါကျွန်တော်ရဲ့မော်ဒယ်ဒီမော်ဒယ်ကဟောဒီမှာကောင်းကင်ကတွန်းထားတဲ့ချိုးတွေမရှိလို့ကတ်ထားတဲ့ကိုယ်တွေလည်းမရှိဘူးဒီလေးကြည့်ကြည့်ပါဟုတ်ပါလေဘာလို့ရှိလဲ ဘာမှမရှိပါဘူးဗျာဘာမှမရှိ ဒီလိုကတ်သလား မကပ်ပါဘူးဗျာ ကန်ကြည့်ပါ ဟဲ့မော် ခမရဒုတ်ကိုစစ်ကြည့်ပါ ဒုစစ်တော့ ဒုတ်ကိုဘာရှိလဲမရှိလဲစစ်ကြည့်လို့ ငါဒုပြစ်လိုက်လို့ ကျန်းနဲ့ညပ်ပြီးတော့ ရပြီ ဟုတ်ပြီ ဒုရှည်တာကချောချောလေးဒါကချောချောလေး ဟောဒီမှာအဝင်ကအသက်ဝင်ရင်ကင်းမဲ့နေဟောဒီမော်ဒယ်ကလေးငါတခါအမိန်ပေးလိုက်မယ်ရဆိုရဟဲ့ ဘာမှလည်းမရဘူး ဆရာကိုအာခံလာလားဟဲ့မော်ဒယ်ကလေးမင်းကငါအမိန်ပေးနေတယ်ရွာသားမတိမ်မဆောင်ပေးပါဦးရဆိုရဟဲ့အကောနနစီနေနနစီအကျော်လုံးစီ နောက်တစ်ခါလောက်ပြန်ပြပါ ပြေရဆန်းတဲ့သဘော ကျွ လား န်တော်အရှေ့ရောက်သွားလို့တိတ်မရှင်းဘူးနောက်တစ်ခါလောက်ပြန်ပြပါ ဟဲ့အဝင်ကအသက်ဝင်ရင်ကင်းမဲ့နေတဲ့မော်ဒယ်ကလေးငါဆရာတခါမိန်ပေးလိုက်မယ်ရဆိုရတိမ်ဆိုတီငိမ့်ဆိုငိမ့်ဟဲ့မတိမ်မဆောင်ပေးပါဟဲ့နနစီအကောနနစီ မတာအသက်အရွယ်ကကြီးနေပြီလက်ညှိုးကိုအသုံးချတော့ ကျွန်တော်လက်ညှိုးမနောက်ပါနဲ့ဒါလူရှင်တော်ဆိုတော့ပြိဿကိုပျော်အောင်စလိုက်တာပါတကယ်ပညာခန်းကအခုမှလာမှာပါ ကလုတ်ပြပါဦး ဘကောင်လေးဒေါ်လာသိန်းလေးငါပါပေးရလိမ့်မယ်ဟုတ်ကဲ့လာပါဆရာဟုတ်ကဲ့လာပါဆရာဟုတ်ကဲ့လာပါဆရာ မိမိတို့တမအာဇီဝနဲ့ရှာထားတဲ့ပတ်စံရွှေပစ္စည်းပျောက်သွားလို့ရှိရင်မပူပါနဲ့ကျွန်တော်ပေးတဲ့ဂါထာလေးတစ်ခုကိုရွတ်ပါကိုယ့်လက်ထဲကိုသူ့အလိုလိုရောက်လာရမယ် သိကြလား တဲကြတယ် ဟောဒီမှာပတ်စံ မင်းပတ်စံအစ်စ်လား စစ်စစ် ဘေးတရွက် ဘာလို့อ่ะဒီမိရှုံ ဟိုကောင်နှကောင်ဟိုဘက်တောင်းတစ်တောင်းဒီဘက်တောင်းတစ်တောင်းထိုင်နေသွားလာပြီဟာဒီမှာမင်းပတ်စံငါလဲရှမ်းလို့ပြောရင်းနဲ့ကလတန်နေထွက်လာတယ် ရှန်ကလာလေး ဒီမှာကြည့်ပါငွေလေးမင်းပတ်စံထည့်ထားလိုက်အဲ့ဒီတစ်ထောင်ကိုဟောတယ်လို့ဘယ်နေပြစ်လိုက်မင်းလက်ထဲရောက်တယ်မတ်တက်ထမင်းလက်ထဲဆုတ်ထားငါလက်ထဲပါရှိတော့ ဘာမှမရှိဘူး နတ်တော်တစ်ခါဖေးလက်ထဲရောက်အောင်ပြန်လုပ်မယ်နတ်တော် တကယ်သူလည်းလည်းပတ်စံရပါ ရှိသေးလားလို့ကြည့်လိုက်စမ်း ရှိတယ် ရှိပါသေးတယ် အော်တရှိတဲ့ဥစ္စာကို ချိန်မှရှိသေးတယ် ဟေး နိပစပိတ်ထားပါပရရလို့မျက်ချင်းတောင်းလိုက်ထွက်သွားမယ်ကိုင်းနာနတ်တော်တစ်ခါဖေး တနောက်ဆဲ ဖွင့်ကြည့်လိုက်စမ်းရှိသေးလားလို့ ရှိပါသေး ရှိတယ် ရှိပါသေးတယ် အော် နှစ်ချိန်သုံးချိန်ရောက်လို့တိုးလာရင်မကြောက်နဲ့တေချာဆုတ်ထား ဟုတ်လားမကြောက်နဲ့ဆုတ်လား နတ်တော်ရှိသေးတာလို့ကြည့်လိုက်စမ်း ရှိတယ် ရှိသေးရင်မဟုတ်ဝယ်စားလိုက်ငါလည်းမလုပ်တတ်ဘူး မလေးငါပတ်စံတစ်ထောင်ပါသွားငါပတ်စံတစ်ထောင်ပါသွား ရတယ် တကယ်ပြတတ်တာငါ ပြလေ မင်းကငါပြ ဘာပြ ဘမဒါအစ်စ်ဒါအစ်စ်ဟောဒီဒါအစ်စ်နဲ့မင်းလည်းမင်းကိုထိုးပြ မလုံးနဲ့အဲ့ဒါတော့မပြနဲ့ငါယုံနေ အဲ့ဒါမရဘူးပြမယ်ငါရဲ့ပညာငါရဲ့တမာတိဘလောက်တောင်အစွမ်းထက်တယ်ဆိုတာပြမယ်ဟေးမင်းရဲ့နေမင်းတို့ဓာတ်နဲ့ထိုးမယ်ပြန်ဆွဲနှုတ်မယ်မင်းကသွေးတစ်စက်မထွက်ဘူးအသက်မထွက်စီရဘူးငါတောင်းယူတယ် ကျင်းနေလား ကျင်းနေတယ်ဒီ
ဒီမျက်လက်ပညာကိုပြဖို့အတွက်ကျွန်တော်ကိုသိန်းတိုင်းမှာ45ရက်တီတီကထာစုပ်ပြီးတော့မှကျွန်တော်အမတန်လေ့ကျင့်ခဲ့ရတယ် ဟုတ်လား ဟုတ်တယ် ရန်နဲ့တော့ပါသွားတယ် ဒီပညာကိုသူအင်တာနက်နဲ့လိုင်းနိုင်ရမှာသွားတင်တာ အဲ့ဒါမှဓာတ်နဲ့ထုတ်မြက်အနောက်နဲ့ဟုတ်ပြီအဲ့တော့အခုရှိပါတယ်ကျွန်တော်တို့ကမျက်လက်ပြတာတော့ကျွန်တော်တို့ကအကြောင်းမဟုတ်ဘူးဒါနဲ့ပြိဿများတခုတော့တောင်းမှပါတယ်မျက်လက်ကြည့်နေကြတဲ့သူတွေနော်ဖနက်တွေကိုဖင်ခုမထိုင်ပါနဲ့ ဖနက်ပင်ခုတိုင်တော့ဗာဖြစ်လို့ ဤပေါ့ရတာခက်မှာဆိုလို့ပါ တဲကျိုးတွေအိပုမင်းသူမစားတော့ဘူး အနောက်နဲ့ကျွန်တော်တို့ကာကွယ်လေးတစ်ခုတော့လုပ်ပါမယ်လူကိုဓာတ်နဲ့ဒဲထိုးတယ်ဆိုရင်ပြိဿတွေလည်းကြည်ရဲမှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်အကာအကွယ်လေးလုပ်တဲ့အနေနဲ့ငါနဲ့ကကဲမောင်စုပါရေညီလေးမင်းတောင်ရှိလေးခဏချွတ်လိုက် အေး ချွတ်လိုက်မချွတ်မင်းထိုးလိုက် အ မှာ မလဲမလုပ်ပါနဲ့ဗျာပြချုပ်ပါမယ် ဟုတ်ပြီအဲ့တောင်ရှိလေးနဲ့ဘာရှိလဲဘာမှမရှိဘူးနော်ခိတခဏကွယ်မယ်ခိတခဏကွယ်ပါမယ် ဟုတ်ချဘယ်ဘဝကိုကျွေးလဲ ဟုတ်ပြီကျွန်တော်ဒီပညာမတန်ခတ်ပါတွေးကြောလွတ်အောင်ပြောရပါတယ်ဒါကတော့နည်းနည်းအပြားရှိတယ်ဒါပေမဲ့ကျွန်တော်ရဲ့စရဏကိုကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်တငယ်ချင်းအချစ်ဆုံးတငယ်ချင်းကိုဒိန်းတော် စရဏတဲ့မိမကိုနေတိုင်းလိန်နေတဲ့ကောင်က တရားနဲ့ကိုနေအဲ့တော့မနာဘူးအဲ့တော့ကျွန်တော်တငယ်ချင်းရဲ့ level ကိုကျွန်တော်ဟောဒီဓာတ်နဲ့ထိုးရတော့မယ်တငယ်ချင်းမင်းကိုမထိုးခင်မှာမင်းကမေးစေးပေးမယ် မေးစလေးပေးပါ ဟုတ်ပြီ အာ ကျွန်တော်တငယ်ချင်းပေးတော့ပါပြီနောက်မမေ့သေးရင်နောက်တစ်ချက်လာမယ်မေ့သွားပြီလား မေးပြီ မေ့တယ်ကွာစကားပြောလားဟုတ်ပြီအဲ့တော့ကျွန်တော်တငယ်ချင်းကိုကျွန်တော်မေ့စေးပေးပြီးတော့ပါပြီအဲ့တော့ကျွန်တော်တငယ်ချင်းကိုကျွန်တော်ဓာတ်နဲ့ထိုးရတော့မယ်ပြိဿများမျက်စိမမိတ်နဲ့ညက်တောင်မခတ်နဲ့အမိမမြောက်နဲ့အေးမပေါက်နဲ့ အေးစားကြီးတော့ပေါက်ပြတယ် ကျွမ်းသားရေမတိမ်မလောင်ပိန်ပေါက်ခတ်ကြကြလေးအမတန်ရေးကြည့်ပါတယ်ဒီပြက်ခွက်ကိုကျွန်တော်တပည့်တယောက်ကိုကျွန်တော်စမ်းတက်ပြီးပြမှုပါတယ်မောင်ဒိန်းနာမင်းအသက်ရှိသေးလား အသက်ကြီးတယ်ကျွန်တော် ဒီလိုလုပ်ရင်နားလား ကျွန်တော်သေလို့မဖြစ်ဘူးကျွန်တော်သေရွှေမုံရည်ဒီဘယ်လိုလုပ်မလဲ ကိုစောက်အရက်မှာကိုအာမနာကျွန်တော်ဒီပညာကိုအမတန်မှခက်ခဲကျွန်တော်45ရက်လေးထံဝင်ရပါတယ်ဒီပြက်ခွက်ပြဖို့အတွက်ကိုကျွန်တော်ရင်တော့ကျွန်တော်တို့ရဲ့ဒီတယောက်ကိုပြတဲ့ခါမှာကျွန်တော်စီးဖောက်မိတဲ့အတွက်ကျွန်တော်တပည့်လေးနေရာနဲ့ပွဲချင်းပြီးဆုံးသွားပါတယ်ကျွန်တော်အမတန်စိတ်မကောင်းဖြစ်ရပါတယ်အဲ့တော့ဒီပြက်ခွက်ကိုပြမယ်ဆိုရင်ကျွန်တော်မျက်ရည်ကျကျွန်တော်တပည့်လေးဟာနောက်ဗမာလေးနောက်ဗမာဒီကောင်